ဝခရီးမှာရှောင်လန်းရမယ်လားလူတိုင်းဘဝတစ်ခုရထားကြရထားတဲ့အခါကျတော့မိမိတို့ရဲ့ဘဝမှာဘာသာတရားတွေကလည်းမျိုးစုံရှိဟောပြောတဲ့ပုဂ္ဂိုလ်တွေကလည်းအများယုံကြည်ချက်တွေကလည်းအများကြီးရှိဘာနဲ့ဥပမာတူတယ်လဲလို့ဆိုရင်ရေပုံကြီးတစ်ခုကြည့်လိုက်လမ်းဆောင်တွေကအများကြီးအဲ့ဒီလမ်းဆောင်ရောက်နေတဲ့ပုဂ္ဂိုလ်တရားမှာဘယ်လမ်းနဲ့ရှောက်ရမလဲဆိုလမ်းရွေးချယ်ဖို့ဆိုတာတော့ခဲဘယ်လမ်းသွားရမလဲဒီကနေ့ကမှလည်းကြည့်ပေါ့ဘာသာတရားတွေအခုလည်းတစ်ခုတူညီတာမဟုတ်မမှန်တရားလို့ပြောတဲ့အရာတွေကလည်းတစ်ခုနဲ့တစ်ခုမတူညီဘူးမတူညီတဲ့အခါကျတော့တစ်ခုကအမှန်လို့ပြောလို့လည်းတစ်ခုကျတော့အမှားဖြစ်နေတယ်အမှန်နဲ့အမှားရွေးချယ်ဖို့ရစမ်းမရှိဘူးဆိုလို့ရှိရင်ရွေးချယ်တတ်ဖို့အမှန်တမ်းခဲရင်ပါတင်စားပြီးတော့ဘဝခရီးကိုမေလန်းကရှောက်ရမလဲကိုယ့်ကိုရွေးချယ်တတ်ဖို့အမှန်တမ်းအရေးကြီးပါဘုရားဘာသာတရားတော်ထဲမှာတောင်းမှပဲအရွေးခဲ့နေတဲ့ပုဂ္ဂိုလ်တွေရှိသေးတာဥပမာလဲမြန်မာနိုင်ငံမှာကမ္မထမ်းကြီးတွေအမျိုးမျိုးရိတ်တာအမျိုးမျိုးရှိတဲ့အဲမှာတချို့ရိတ်တာကဘာကိုရှုရမယ်လို့ဟောတယ်တချို့ရိတ်တာကဘယ်ဟာကိုရှုရမယ်လို့ဟောတယ်အဲ့ဒီလိုဟောတာကိုစာပေကျမ်းကမကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တရားအနေနဲ့စဉ်းစားလိုက်မယ်ဆိုလို့ရှိရင်ဘယ်လမ်းကပို့ပြီးတော့မှန်တယ်လေဘယ်နည်းကပို့ကောင်းတယ်လေဆိုတာပြောဖို့ခက်အဲ့ဒီလိုရွေးချယ်ဖို့ခက်နေတဲ့ပုဂ္ဂိုလ်တွေအတွက်ဘုရားမြတ်စွာကလမ်းကြောင်းတစ်ခုကိုရွေးချယ်ပေးတယ်ဘုန်းကြီးတို့တွေအဲ့ဒီလမ်းကရှောက်တာဘဝခရီးသွားတဲ့အခါတရားရွေးပေးတဲ့လမ်းအမှန်တရားနဲ့ပတ်သက်ပြီးတော့ဝေစရာတွေဖြစ်လာလို့ရှိရင်မှန်ကန်တဲ့လမ်းကိုဘယ်လိုရွေးမလဲဆိုတာကိုဘုရားမြတ်စွာကကေသမုဒ္တိတရုံလို့လည်းခေါ်တယ်မြန်မာနိုင်ငံမှာထင်ရှားတာတော့ကာလမတုတ်လို့ထင်ရှားတယ်တော်များများကကာလမတုတ်လားအချို့အချက်ကလေးများကိုယူပြီးတော့ပြည့်ပြည့်စုံစုံမဟုတ်ဘဲနဲ့ဘုရားမြတ်စွာဟောထားတဲ့ကာလမတုတ်ထဲကအချို့အချက်ကိုယူပြီးတော့မပြည့်မစုံရေးသားထားကြတာလည်းရှိတယ်။ဘုန်းကြီးကဒီကနေ့ကာလမတုတ်ကိုချုံးမှုပြီးတော့ကာလမတုတ်လားဘုရားဟောကြားတဲ့ရွေးချယ်ရမယ့်လမ်းဆိုတာပါပဲ။ဘုန်းကြီးတို့တွေဘဝခရီးကိုရှောင်လန်းတဲ့အခါရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသားကိုယ်လမ်းကိုရွေးချယ်ဖို့မြတ်စွာဘုရားကလည်းထိုကဲ့သို့ရွေးဖို့ရတဲ့နိလန်းညွှန်ပြပြီးတော့ဟောတာဖြစ်တယ်။ဘာဖြစ်လို့ဒီတော့ဟောတာတော့လို့ဆိုတော့ဒီတော့ဟောတဲ့နေရာဌာနကအိန္ဒိယနိုင်ငံကဒေသတစ်ခုမှာကောသလတိုင်းထဲမှာအပါအဝင်ဖြစ်တဲ့ဒီဘုံရွာကြီးတစ်ရွာရှိတယ်။အဲဒီရွာကြီးကိုကေသမုဒ္တိရွာကေသမုဒ္ဒရွာလို့ခေါ်တယ်။အဲဒီကေသမုဒ္ဒရွာကြီးကဘယ်နားမှာရှိတော့လို့ဆိုတော့တောအုပ်ကြီးတစ်ခုရဲ့အဝင်ဝမှာရှိတယ်တဲ့။တောအုပ်ကြီးအဝင်ဝမှာရှိတော့ဆိုဒီတောတန်းကြီးကဖြတ်သန်းပြီးတော့ဟိုဘက်ကိုသွားကြရအဲ့တော့ဒီကေသမုဒ္ဒဆိုတဲ့ဒီကုန်းရွာကြီးကတောအုပ်အဝမှာရှိတော့
တောစခန်းကိုဖြတ်တန်းလူသူတိုင်းထိုကိတဗုဒ္ဓမှာတဲခုပြီးစခန်းချကြရတယ်တောရဏီကိုဖြတ်တန်းပြီးတော့ဒီဘက်ရောက်လာတဲ့ပုဂ္ဂိုလ်တိုင်းမှာလည်းကိတဗုဒ္ဓဆိုတဲ့ဒီဘုံရွာမှာခိတ္တခဏကျန်နာကြရဆိုတော့တကယ်စခန်းကြီးတစ်ခုဖြစ်နေတာပေါ့အဲဒီကိတဗုဒ္ဓရွာစခန်းကြီးမှာဘာသာရေးဆိုင်ရာပုဂ္ဂိုလ်ကြီးညောင်များစွာတောစခန်းဖြတ်တန်းပြီးတော့ခရီးသွားကြတာရှိခဲ့တယ်ဘုရားမြတ်စွာဘုရားကလည်းဘာသာတရားဟောပြောတဲ့ပုဂ္ဂိုလ်တွေကအလွန်များအဲဒီပုဂ္ဂိုလ်တွေကရောက်လာလို့ရှိရင်ကိတဗုဒ္ဓရွာမှာဟောပြောပွဲတွေလုပ်သွားဟောပြောပွဲတွေလုပ်သွားကြတယ်ဟောတဲ့ပုဂ္ဂိုလ်တိုင်းမှာသူ့ဝါဒကိုရှေ့တန်းတင်ပြီးတခြားပုဂ္ဂိုလ်တွေရဲ့ဝါဒကိုပုတ်ခတ်ပြီးပြပြောသွားတာတွေရှိတယ်များသူ့ဝါဒကကောင်းတယ်သူ့ဝါဒကကောင်းတယ်တခြားဝါဒတွေကမမှန်ဘူးတို့ဝါဒကကောင်းတယ်မင်းတို့တခြားဝါဒတွေကမမှန်ဘူးတဲ့မိမိဝါဒကိုရှေ့တန်းတင်ပြီးတခြားဝါဒတွေကိုပြစ်တင်ရှုပြပြီးတော့ဟောတော်တယ်မြတ်စွာဘုရားကြွလာတဲ့အခါကျတော့ကိတဗုဒ္ဓရွာကကာလမလို့ခေါ်တဲ့အမျိုးသားတွေဟာဘုရားရှိရာကိုထွက်လာကြတယ်ဘုရားအမတမထိုခေတ်ထိုကာလတော်ကဘုရားမြတ်စွာဂုံကလေးအမတန်ကြီးတဲ့ပုဂ္ဂိုလ်ဂုံကလေးကြီးတော့ဘုရားကြွလာပြီဆိုလို့ရှိရင်ဘုရားကိုလာရောက်ပြီးတော့စီကပ်ကြတယ်အဲဒီလိုလာရောက်စီကပ်ပြီးတော့သူတို့ရဲ့အခြေအနေမှန်ကိုမြတ်စွာဘုရားကိုရှောက်တယ်ဘုရားဘာသာတွေတော့ဟုတ်မှာမဟုတ်ဘူးအားလုံးမှာဘုရားဘာသာမဟုတ်ဘူးသို့တော့နာမည်ကျော်ကြားတဲ့ဘာသာရေးခေါင်းဆောင်တခုလာဆိုပြီးတော့လာရောက်ပြီးတွေ့ကြတဲ့သဘောပဲအဲ့လိုတွေ့တဲ့ချိန်မှာလူတွေကဘာလျှောက်တယ်ဆိုတော့ရှင်ဘုရားတဲ့ဘာသာရေးဆရာတွေဟာခိုင်းပြီးကဘာသာရေးအမျိုးမျိုးကဒီကိတဗုဒ္ဓကိုရောက်လာကြတယ်တရားပဲရောက်လာပြီးတဲ့အခါမှာသူတို့ဘာသာတရားသူတို့ရဲ့အယူဝါဒကောင်းကြောင်းဟောပြီးတော့တခြားအယူဝါဒတွေကိုတော့မမှန်ဘူးဆိုပြီးတော့ပြစ်တင်ရှုတ်ချသွားကြတယ်ဗျာအဲ့ဒီလိုကြီးပဲသွားတော့တပည့်တော်တို့မှာဘယ်ဟာကအမှန်တရားလဲဘယ်ဟာကမမှန်ဘူးလဲဆိုတာရွေးချယ်ဖို့ခက်နေတယ်ဗျာဘယ်သူပြောတာမှန်ပြီဘယ်သူပြောတာမှားတော့တပည့်တော်မှာရွေးချယ်ဖို့ခက်တယ်ဟောဒီကနေ့ခေတ်လည်းဒီလိုအခြေအနေပဲလောကမှာဘာသာတရားရဲ့တစ်ခုနဲ့တစ်ခုမတူဘူးမတူတဲ့ဘာသာတရားတွေကိုကြည့်လိုက်ရင်ဟောဘုဘာသာကကောင်းလို့ဒီဘာသာကောင်းလို့ဘုရားကမှန်လားဒီဟာမှန်လားဘယ်ဟာကိုရွေးချယ်ပြီးလိုက်နိုင်ရမှာမသိအောင်လူတွေမှာအခက်အခဲကြုံနေကြတာကိတဗုဒ္ဓရွာကလူတွေကလည်းဒီလိုအခက်အခဲကြုံနေလို့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါရှောက်တော့မြတ်စွာဘုရားကဟုတ်တာဟောတယ်အမျိုးမျိုးပြောနေတဲ့ကြားထဲကနေဘယ်ဟာမှန်တယ်ဘယ်ဟာမှားတယ်ဆိုတာတန်တရားဖြစ်เสียအကြီးပဲကျွန်တော်ကဘုန်းကြီးစီတက္ကသိုလ်ရောက်လာတော့တချို့ပုဂ္ဂိုလ်တွေရဲ့အတွေးကိုမရှောင်တချို့ဘာသာတရားကလိုက်နာဖို့မတန်ခက်ခဲတချို့ဘာသာကလိုက်နာဖို့ခက်ခဲလွယ်တယ်ပေါ့တချို့ဘာသာခက်ခဲပြီးတချို့ဘာသာလွယ်တော့လူဆိုတာအလွယ်ကြိုက်တယ်ဆိုပါစို့ဘုရားဘာသာရဲ့အခြေခံကိုပြောလို့ဆိုရင်ဘုရားဘာသာကံကိုင်းအကျိုးကိုလေးနဲ့ထားပြီးတော့ဟောတယ်ကုသိုလ်ကံအကုသိုလ်ကံဘုလောကကိုခံရတယ်မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးခံရတယ်ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးစံစားရတယ်ကံကိုင်းအကျိုးအလေးနဲ့ထားပြီးတော့ဘုရားဘာသာမှာဟောတယ်ဘုလောကကိုခံဘုရားဘာသာတရားကမှားတာမရှိဘူး
ဒီလိုဟောတော့တချို့ဘာသာတော့အဲ့လိုမဟုတ်လုပ်ချင်တာလို့ဘုရားရှိဒူးထောက်ပြီးတော့ confession လုပ်လိုက်တောင်းမှလည်းမယ်ဖြစ်တည်ကုန်ပြီးပြောပေါ်တယ်လွေးတာဟုတ်လွေးတော့စိတ်ကူးထဲမှာသူတို့ဘယ်လိုပေါ်တော့လို့ဆိုတော့ဘုရားကိုကိုးကွယ်ထားရတယ်ဘုရားကမလည်းမမဘူးကိုဖြစ်တာကိုခံရမယ်ဆိုလို့ရှိရင်မလည်းဘုရားကိုးကွယ်ရတာကိုကောင်းလားဒီလိုအတွေ့အကြုံတွေပညာရှိမလည်းဘုရားကိုယ်ကိုယ်ရတာပို့ပြီးတော့မကောင်းဘူးလားအဲ့ဒါနဲ့ပတ်သက်ပြီးဘုန်းကြီးကပြောလိုက်တယ်အေးတကယ်ဟုတ်ရင်တော့မရတရားကိုယ်ကိုယ်ကောင်းတာဟုတ်မမပဲနဲ့မရချင်းနေပြီးတော့ကိုယ်ကိုယ်တော့ဒါလူဖြစ်ရှုံးတယ်ဘုရားအားကိုးနဲ့လုပ်ချင်ရလို့အချိန်ကြရင် confession လုပ်လိုက်လို့ရှိရင်အားလုံးပြီးရောက်တယ်ဆိုတာသူပြောတဲ့အချိန်တကယ်ဖြစ်တာလားမဖြစ်ဘူးလားဆိုတာတော့စဉ်းစားဖို့လိုဖြစ်ရင်တော့လည်းအားကိုးစရာကောင်းတာပဲဟုတ်တယ်လေလူဆိုတာအလွယ်ကြိုက်တာပဲဘုန်းကြီးကဥပမာတစ်ခုပြောပြတယ်အေးဖြစ်မှုတစ်ခုကိုကျူးလွန်ပြီးတဲ့အခါဥပဒေအရအရေးယူခံရပြီအဲ့ဒီအရေးယူခံရတဲ့အခါမှာဘုရားရှင်က confession လုပ်လိုက်ပြီးတော့ဒီအဖြစ်ကဖတ်တော့ပါတရားရုံးမှာ6ချက်ပြီးဒီအဖြစ်ကလွတ်ငြိမ်းချမ်းသာခွင့်တောင်းရင်လောကမှာရနိုင်သလားမရနိုင်နော်လက်တွေ့အားဖြင့်မရနိုင်တာကိုရတယ်လို့ထင်ပြီးတော့ပြမှုကျူးလွန်တဲ့ပုဂ္ဂိုလ်ကိုရုံးမနေပြီဘူးအေးဒုက္ခနာလုံးပဲတရားရုံးကြတော့ငါ6ချက်ပေးလိုက်မယ်6ချက်ပေးလိုက်တာနဲ့တကယ်နဲ့ပြမှုတွေအားလုံးဘယ်လိုမျိုးလွတ်စေဆိုရမှာရပါဘူးလူလုံးတဲ့ဥပဒေကတော့မရဘူးဆိုရင်သဘာဝတရားကနှုတ်ထားတဲ့ဥပဒေဘယ်လိုလုပ်ရဆိုတော့ဒီကစင်တာပါတဲ့လောကမှာအပြောနဲ့တင်တာလောကမှာအများကြီးရှိတယ်တကယ်လက်တွေ့မဖြစ်ဘူးနော်တကယ်လက်တွေ့မဖြစ်တာအများကြီးအဲ့တော့ကိုလို့ရင်ကိုခံရတယ်ကိုကြိုးစားရင်ကိုဆံရတယ်ဆိုတာအလုံးကျင့်တတ်တဲ့ဘုန်းကြီးတို့ကအဖြစ်လို့ဆိုတရားရာပုဂ္ဂိုလ်ကိုတည်တာနိလက်တွေ့ကြတော့လည်းမဟုတ်ဘူးဆိုဟုတ်တယ်ကလေးတွေကာဝတ်ဖြစ်တဲ့ကလေးတွေကြီးကိုစားချက်ကိုရတာပဲလေကိုစားရင်ကိုဝတာပဲဒီများသားကခံကြည့်ရင်ကိုမဝဘူးပေါ့လက်တွေ့တကယ်ကို practical ကြတာဘုရားတရားတော်တကယ် practical ဘုလို့လည်းကိုခံရတယ်တကယ်လက်တွေ့မှာလည်းဟုတ်တယ်ကိုကြိုးစားရင်ကိုဖြစ်တာမကြိုးစားရင်မဖြစ်ဘူးဉာဏ်ဉာဏ်တွေဘလောက်ကောင်းကောင်းအိုင်ကျူဘလောက်မြင့်မြင့်ကြိုးစားဖို့ဆိုတဲ့ပုံမှန်ဖြစ်မှာကြိုးစားပြီးဆိုရင်လောဘဝိရိယရဲ့ကြိုးစားတာအေးအရာရာမှာဘုရားသခင်ကမနေတယ်ဆိုတဲ့ပုံကိုယ်တွေကြတယ်အချိန်တန်ဘုရားအားကိုးဖို့ဆိုတော့သူကကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားเสียဘာမှမလုပ်ဘူးWhat should be done, what should not be done, ဘာလုပ်တဲ့လဲဘာမလုပ်တဲ့ဘူးလဲဆိုတော့ဖိုင်နာတယ်လည်းမလုပ်ဘူးလုပ်တဲ့မလုပ်တဲ့စဉ်းစားနေတယ်မလို့လုပ်ချင်တာလုပ်လူရဲ့ဉာဏ်ဉာဏ်တွေကလည်းဘာမှတန်ဖိုးမရှိဘူးလူရဲ့လုံလဝိရိယလည်းဘာမှတန်ဖိုးမရှိအတိမမပြုတဲ့သဘောဖြစ်တရားရာမှာဘုရားသခင်ရဲ့လူတော်ကြားဒီလိုဖြစ်သွားတာပေါ့အဲ့တော့လက်တွေ့မှာဒါလေးအကုန်ဖြစ်နိုင်သလားလို့ဆိုတာကိုယ်ပိုင်ဉာဏ်နဲ့လည်းစဉ်းစားကြည့်ဘုရားကျမ်းစာဟောတဲ့တရားတွေကလက်တွေ့လုံးလို့ရတဲ့တရားကိုဟောတာနော်စိတ်ကူးရင်ပြီးတော့မျှော်မှန်းရမှာမဟုတ်ဘူးဒီကလေးလုံးနေတဲ့လုံးရသည်လက်ဖြင့်ကအကျိုးဖြစ်ဖို့တကယ်လုံးနေဆိုပါတော့ဒီလမ်းပေါ်မှာလျှောက်ပြီးဒီစခန်းရောက်မယ်ဆိုတာသိချာပြီလားလမ်းကြောင်းပေါ်မှာလျှောက်နေပြီ
ထိုလမ်းကြောင်းမှန်မှန်သာလျှောက်နေစခန်းကိုမြင်ရသည်ဖြစ်စေမမြင်ရသည်ဖြစ်စေလမ်းကြောင်းမှန်ရင်ထိုစခန်းကိုရောက်သွားမှသိကြဆိုပါတော့ရွှေကုံဘုရားကိုသွားရွှေကုံဘုရားကိုဥတည်ထားတဲ့လမ်းကြီးပေါ်မှာသာလျှောက်ရောက်ကိုရောက်သွားမှာအေးရောက်ရင်တော့ပြန်မလျှောက်နဲ့မရောက်တဲ့လမ်းလည်းမလျှောက်နဲ့မရောက်တဲ့လမ်းလျှောက်မယ်ရောက်ပြန်ပြန်လျှောက်မယ်ဆိုရင်ရွှေကုံဘုရားရောက်မှာဟုတ်တယ်ဒါလေးကငြင်းပယ်လို့ရတဲ့အရာတွေမဟုတ်ဘူး။ဒါကြောင့်မြတ်စွာဘုရားကလက်တွေ့အနေနဲ့ကိတ္တမုဒ္ဒိကလူတွေကိုကိတ္တမုဒ္ဒရာလူတွေကိုလက်တွေ့အနေနဲ့ကိုယ်ပိုင်ဉာဏ်ချက်လုံးဖို့မြတ်စွာဘုရားဒီသုဒ္ဓံကိုဟောတာ။အဲဒီသုဒ္ဓံဟာလူတိုင်းအတွက်ဘဝခရီးမှာခိုင်တိုင်းတစ်ခုရုံးမဲ့လို့လည်းပြောတယ်ပြောခရီးလမ်းကြောင်းပဲအမေတန်မှတန်ဖိုးရှိတဲ့ညာခုဘဝခရီးရွေးချယ်ရမယ်နာမ်ဒီထဲမှာပြတယ်ကေတမုဒ္ဒိကလူကေတမုဒ္ဒရွာကလူတွေကိုမြတ်စွာဘုရားဒီလိုတန်လျာဖြစ်နေတယ်ဆိုလို့ရှိရင်ငါပြောမယ်အမှန်တရားကိုရှာတဲ့အခါမှာမာအနုတ္တဝိနတဆင့်ကြားစကားပေါ်မှာအခြေခံပြီးတော့လည်းမှန်တရားကိုရှာနေဘုရားပြောဒီလူကပြောတဆင့်ကြားစကားဆိုတဲ့အားပေါ်မှာအခြေခံပြီးတော့လည်းမှန်တရားကိုရှာနေ tradition လို့ခေါ်တဲ့အစဉ်အလာကျင့်သုံးလာတဲ့အစဉ်အလာယုံကြည်ချက်တွေနဲ့လည်းပဲမှန်တရားကိုရှာနေဘာဖြစ်လို့လဲဆိုရင်တဆင့်ကြားစကားဆိုတာတွေကလည်းမှန်တာလည်းရှိမှားတာလည်းရှိဟုတ်ပြီမှလည်းဟုတ်တယ်ဟုတ်ရင်လည်းဟုတ်တယ်သိချာတော့မပြောနိုင် tradition လို့ဆိုတဲ့လူမျိုးတစ်မျိုးကအစဉ်အလာကျင့်သုံးလာတဲ့လက်ခံလာတဲ့အရာလည်းမှန်တာလည်းရှိမှားတာလည်းရှိသိချာတော့မပြောနိုင်ဒါကြောင့်အဲ့ဒါနဲ့ဆုံးဖြတ်တယ်မာဣတိခိရာယဒုယောကလာမိဒါဒီလိုတဲ့လို့ပပုတ်လောက်တာနဲ့လည်းအမှန်တရားကိုဆုံးဖြတ်လို့မရဘူးတဲ့သူပြောတဲ့ပပုတ်ကမှန်ရင်လည်းမှားတယ်မှားဒီရမနေနဲ့လို့ဆိုနောက်တစ်ချက်ကမာပိဋကသံပဒါနေနာပိဋကဆိုတာကိုသင်ထားတဲ့စာကိုသင်ထားတဲ့စာနဲ့ကိုက်ညီတယ်ဆိုရုံနဲ့လည်းပဲအမှန်တရားကိုဆုံးဖြတ်တယ်စာထဲမှာဒီတိုင်းပါတာပဲစာအုပ်ထဲမှာဒီလိုရေးထားတာပဲဆိုတာနဲ့လည်းမှန်တရားကိုဆုံးဖြတ်တယ်။ဘာဖြစ်လို့လဲဆိုစာအုပ်ထဲမှာရေးထားတာမှားတယ်လည်းမှားမှန်တယ်လည်းမှားဟုတ်ပြောလို့ရတယ်။ကလေးခေတ်မှာနိုင်ငံတကာမှာအင်္ဂလိပ်ဘာသာနဲ့ရေးထားတယ်။ဘုဒ္ဓဇင်ဆိုတဲ့ခေါင်းစဉ်တက်ထားတဲ့စာအုပ်တော်တော်များများကိုယ်ယူဝါဒတွေနဲ့ရောပြီးတော့ရေးထားတဲ့စာအုပ်တွေတော်များမြတ်စွာဘုရားရဲ့အာဘောအတိအကျမဟုတ်ဘဲနဲ့ကိုယ်ချင်ရမြင်ရရေးထားတာမျိုးတွေအများကြီးပဲရှိတယ်။ခေါင်းစဉ်တက်တာတော့ဘုဒ္ဓဇင်နဲ့ဒီစာအုပ်ထဲပါတယ်ဆိုပြီးတော့အကုန်လုံးစာအုပ်ထဲကပါတဲ့အတိုင်းနဲ့မှန်တယ်လို့ဒီလိုမတွေ့ရဘူးတဲ့ဗျာ။မှန်တရားရှာလို့ရနောက်တစ်ခုကအမှန်တရားကိုရှာတဲ့နည်းတစ်နည်းရှိတယ် logic လို့ခေါ်တယ်။အဲဒီ logic ဆိုတဲ့နည်းနဲ့ရောအမှန်တရားကိုရှာလို့ရမှာ။ရှာလို့မရဘူးလေအမှန်တရားရှာ။ logic နဲ့ရှာလို့မရဘူး။ကျိုးကြောင့်ဆင်ခြင်တဲ့မြတ်အဲ့ဒီနည်းစနစ်တစ်ခုကြီးမှန်တဲ့ကမှန်တယ်မမှန်တဲ့ကမှန်ကျိုးကြောင့်ဆင်ခြင်တယ်ဆိုတာလူတိုင်းဟာတေကျိုးဖြစ်တယ်ဥပဆိုတဲ့လူဟာလူဖြစ်တယ်ဒါကြောင့်ဥပတေကျိုးဖြစ်တယ်ဟောဒီချက်တော့မှန်တယ်တခြားနည်းနဲ့တခါတွေ့ပြီးတော့ရှိမှန်မြန်
nghe đi phiêu đó ayam gì cô phiêu lên nghe được cả một chi bị nghe là phiêu lên đây là một chi cái gì phiêu lên đâu rồi mà làအဲ့လိုလောချင်နည်းနဲ့ဆင်ញင်တိုင်းတာလို့ရှိရင်လည်းအမှန်တရားဆိုတွေ့နိုင်တယ်။ဉာဏ်နဲ့လည်းသုံးသပ်နိုင်တယ်။ဒါကြောင့်ဘုရားရဲ့တရားတော်တွေအတ္တကဝါစရောလောချင်နည်းနဲ့မြင်သက်အားလို့ညာဘူးအမှန်တရား။တခါတည်းကျတော့ inference လို့ခေါ်တယ်အနုမာနဆိုတာမှန်းဆပြီးတော့ကြည့်ဆိုပါတော့တရားပင်ကတရားဒီတစ်လုံးကိုဒီပင်ကတရားဒီကိုစွတ်ပြီးတော့စားကြည့်လိုက်တယ်တရားဒီကချင်းတဲ့တရားဒီတွေ့ပါတွေ့တဲ့အခါကျတော့ဒီတရားဒီချင်းတယ်လို့ကြာတဲ့တရားဒီတွေလည်းအကုန်အချင်းကြီးပဲလို့ဒီကုန်းဆွဲရင်မမှန်ဘူးချိုးတဲ့အသီးလည်းရှိတယ်ဒီလိုဒီဟာသတ္တများတယ်လို့မဟုတ်ချိုတဲ့နေပြီးလည်းရှိသေးတယ်အဲ့ဒါမျိုးလို့ပေါ့ inference ဆိုတာလည်းပဲသိပြီးအမှန်တရားကိုရှာတဲ့အခါလုံလောက်တဲ့ဆုံးဖြတ်ချက်ကိုမပေးနိုင်ပါဘူးအကျိုးကိုကြည့်ပြီးအကြောင်းကိုဆုံးဖြတ်တာအကြောင်းကိုကြည့်ပြီးတော့အကျိုးဆုံးဖြတ်တာဒါကိုအနုပါဒလို့ခေါ် inference အဲ့ဒါနဲ့လည်းအမှန်တရားဆိုတာဆုံးဖြတ်လို့မရဘူးတဲ့လောကမှာအမှန်တရားကိုလူတွေလက်ခံနေကြတာဒါတွေပေါ်မှာအခြေပြုနေကြနောက်တစ်ခုကအာဂါရပရိဝိတက်ကဝိသန္နလို့ခေါ်တယ်ကြိုးကြောင်းဆင်ခြင်ပြီးတော့ဖြစ်ဒါတွေကတော့အကြောင်းနဲ့အကျိုးနဲ့စီလျော်တယ်လို့ဆိုပြီးတော့အမှန်တရားကိုရှာလို့မရဘူးတဲ့အဲ့ဒါလွယ်တဲ့အခါလွယ်သွားနိုင်တယ်ဒါကြောင့်သိကြတဲ့အရာမဟုတ်ဘူးနောက်တစ်ခုလူတွေကအမှန်တရားကိုရှာတဲ့အခါမှာမာနဲ့ရှာလို့ရှိဒိဋ္ဌိဒိဋ္ဌာနဲ့ခံတိတာကိုယ်ကအမျိုးမျိုးတွေးခေါ်ပြီးတော့စံနစ်တဲ့လို့ယူထားတဲ့အယူဝါဒနဲ့ကိုက်နေလို့ရှိရင်လက်ခံကြတယ်။ငါကြိုက်တဲ့အယူဝါဒနဲ့တွေ့ငါအရှင်နဲ့ကိုက်ငါအမြင်နဲ့တော့မှန်တယ်လို့ဆိုပြီးတော့ကိုယ်အမြင်လေးနဲ့မှန်လို့ရှိရင်လည်းမှန်တရားလို့ဒီလိုလက်ခံရတယ်။အဲ့ဒါလည်းပဲစိတ်ချရတဲ့တရားတစ်ခုမဟုတ်ဘူး။နောက်တစ်ခုလူတွေကအမှန်တရားကိုရှာတဲ့အခါမှာဒါလေးကတော့မှတ်သားထိုက်တယ်ဟုတ်တယ်ယုတ်တိရှိတယ်ဆိုတာလေးနဲ့အမှန်တရားကိုလက်ခံရတယ်ရှေ့ဆက်မစဉ်းစားဘူးဒါလည်းပဲစိတ်ချရတဲ့အကြောင်းတရားတစ်ခုမဟုတ်ဘူးနောက်ဆုံးတစ်ခုမြတ်စွာဘုရားကမာတမနောမောကလူဒီပုဂ္ဂိုလ်ကြီးကတော့တို့ရဲ့ဂုရုကြီးပဲဆရာကြီးပဲသူပြောတာတွေမှန်ရမယ်လို့ဒီလိုလည်းပြောမှာဆုံးဖြတ်ဂုရုမဆေဆရာပြောတာပဲဆရာစကားဆိုပြီးတော့မှန်တရားလို့ဒီမဆုံးဖြတ်ပါနဲ့အခုပြောခဲ့တဲ့အချက်တွေအမှန်တရားကိုဆုံးဖြတ်တဲ့အခါမှာအာဟုယုံကြည်လောက်တဲ့အကြောင်းတရားတွေမဟုတ်ဘူးတဲ့မြတ်စွာဘုရားအာဟုယုံကြည်လောက်တဲ့အကြောင်းတရားဆိုကိုယ်တိုင်လက်တွေ့သိတဲ့ပုံမှာအခြေပြုပါကိုယ်တိုင်သိထားတဲ့ချက်ပုံမြတ်စွာဘုရားကဟောတယ်အေးလောဘဆိုတဲ့သဘောတရားဒေါသဆိုတဲ့သဘောတရားမောဟဆိုတဲ့သဘောတရားပြည့်ရှိသလားပြည့်မရှိဘူးလားဓမ္မလိုပြောပါဆိုရင်ငရဲရှိသလားမရှိဘူးလားကိုယ့်အကိုစဉ်းစားကြည့်ငရဲရှိတာမရှိတာပြည့်ရှိတာမရှိတာဘာနဲ့တိုင်းတာဒေါသဖြစ်လာပြီဆိုလို့ရှိရင်ထင်ရှားတယ်ပြောကိုယ်စိတ်ထဲနှလုံးထဲမှာဒေါသဆိုတာဝင်လာတာနဲ့တိုင်းနဲ့စိတ်နှလုံးရဲ့အေးချမ်းမှုတွေလက်လို့ဆုံးရှုံးသွားတာနဲ့ဒေတာပေါ့ငြိမ်းချမ်းတဲ့စိတ်ကလေးကိုမှမရှိတော့ဘူးပင်ကိုတည်ငြိမ်တဲ့စိတ်ကလေးပြည့်စည်သွားအဲ့ဒါဒီမဲ့အဖြစ်ဖြစ်သွားပြီပေါ့ဒါဒီမဲ့ဆိုးကျိုးခံရပြီပဲနောက်ဘဝငရဲရောက်တာမရောက်တာသာဒါ
ဒေါသဆိုတာလေးကဖြစ်လာတာကောင်းမလားမကောင်းဘူးလားစဉ်းစားကြည့်ဖြစ်လာတဲ့အချိန်ကနှလုံးသားကိုပူလောင်စေအရာရာကိုမချင်မနှက်ဖြစ်လာအတွေးတွေကလည်းပဲရိုင်းဆိုင်တဲ့အတွေးမျိုးတွေတွေးလာတယ်ဒေါသဖြစ်လာလို့ရှိရင်ပြုံးရှင်တဲ့မျက်နှာပျက်စီးသွားတယ်ဒီလိုကိုလုံးအလားဆက်တုံးလာတယ်ပြင်းထန်လာလို့ရှိရင်ဟောဒါကပြောပြီးဆိုတဲ့အခါမှာလည်းကျင်နာတဲ့ဆံလုံးမထွက်ဘူးတဲ့မကြောက်မနာတာစကားမျိုးကိုပြောရဲလာလုပ်တဲ့အလုပ်ကလည်းကိုယ့်အတွက်နေနာမဲ့အလုပ်တွေသူများအတွက်နေနာမဲ့အလုပ်တွေဟောဒါမျိုးတွေလုပ်အဲ့လိုဒေါသမှာလက်တွေ့ကြကြစဉ်းစားပြီးတော့ကြည့်လိုက်လို့ရှိရင်သူများကိုလုပ်တာမလုပ်တာသာကိုယ့်ရဲ့နှလုံးသားနဲ့ဖြစ်လာတဲ့အချိန်ကစတည်ငြိမ်မှုတွေဆုံးရှုံးသွားတာကလူလည်းသိတယ်ခါမယ်။ခါတိုင်းလိုပျော်ရွှင်နေတာတွေဆုံးရှုံးသွားပြီ။ငြိမ်းချမ်းနေတဲ့စိတ်ကလေးဆုံးရှုံးသွားပြီ။နောက်ဆုံးမှာသွေးလိုယောဂရှိရင်သွေးတက်သွားမယ်။နှလုံးယောဂရှိတဲ့ဆိုအတက်ရသွားမယ်။ချက်ချင်းကြောက်တာပြီ။ဒါထင်ရှားတဲ့တာကအဲ့လိုကိုယ်တိုင်သိနေတာဒေါသကောင်းမလားမကောင်းဘူးလားကောင်းဘူးလို့ကိုယ်တိုင်ဆုံးဖြတ်ချက်ချရပြီပေါ့။သက်သာပြားကအဲ့ဒါကိုပေါ်လို့ဖြစ်တယ်။ဒီဘာဝတရားတွေဘယ်တရားကပဲဒေါသကောင်းတယ်လို့ဒီလုံးချင်တာတွေလို့မရှိဝန်ခံလိုက်လို့ရှိရင်အပြစ်တွေကုန်ပြောက်တယ်။ဖြစ်ပြီးသားအပြစ်တွေဘယ်လိုလုပ်ကြောက်ဒေါသကြောင့်ဖြစ်လာတဲ့အကျိုးဆက်တွေဆုံးရှုံးပြီးသွားပြီနှလုံးသားထဲမှာအမုန်းတရားဝင်လာတာနဲ့ကြိုင်နဲ့အေးချမ်းတဲ့စိတ်နှလုံးတွေကဆုံးရှုံးသွားပြီ။တည်ငြိမ်တဲ့စိတ်ကလေးတွေဆုံးရှုံးသွားပြီ။မပြောတဲ့နာတွေပြောမိသွားပြီမလုပ်တဲ့နာတွေလုပ်မိသွားပြီ။ပြင်လို့ရမရတော့ဘူး။ What should be done cannot be undone. လုပ်ပြီးရတဲ့လူကမလုပ်ဘူးလို့ပြောလို့မရတော့ဘူး။ဒီထဲကမှားယွင်းချွတ်ချော်တဲ့အားတစ်ခုဖြစ်သွားတယ်။အဲ့တော့ဒီလောဘဒေါသဆိုတဲ့ဘာဝတရားမှာပြစ်ရှိလားမရှိဘူးလားဖြစ်ဆိုတာဘာလို့မကောင်းတဲ့ကျိုးတွေပြီးအဖြစ်ပြစ်ရှိလားမရှိဘူးလားဆိုရှိတာပေါ့ပညာရှိတွေကရှင်းမသလားကဲ့ရလားကဲ့ရတာပေါ့ဒေါသကိုဘယ်သူမှမချီးမွမ်းဘူးဘယ်ပညာရှိကမှအေးဒေါသဆိုတာကောင်းတယ်စိတ်ဆိုးတာကောင်းတယ်ဘယ်သူမှမပြောဘူးပြောကြလို့ရှိရင်ဒီခန္ဓာစိတ်မဆိုးကြတဲ့တရားနဲ့တရားသိအောင်နေကြတယ်ဒါပဲပြောမှာလူကြီးမှာမင်းတို့ရံဖြစ်ကြတရားနဲ့တရားမတည့်ကြတဲ့မုန်းကြလို့ဘူးမှမဟုတ်ဘူးနော်အေးထို့တူပဲလောဘဆိုတဲ့သဘောတရားနဲ့စဉ်းစားကြည့်လောဘဆိုတဲ့သဘောတရားကကောင်းမလားလို့ကိုယ့်ကိုယ်ဆန်းစစ်ကြည့်ဒီလူဆိုတာလောဘတော့ရှိမှာပဲကိုယ်ပစ္စည်းကိုနှမျောတာကိုယ်ပစ္စည်းကိုလိုချင်တာကိုယ်သားမရဖို့ကိုယ်တတ်မဲ့တာကိုယ်မိသားစုကိုကိုယ်တွေ့တာဒါအပြစ်လားလို့မေးကြတယ်အပြစ်ဆိုဒီမှာမကောင်းတဲ့အကျိုးကိုလက်ဆောင်လာတဲ့ပုံကဲလောဘရှိလို့ကိုယ်ပစ္စည်းကိုနှမျောတာကိုယ်ပစ္စည်းကိုတွေ့တာကိုယ်မိသားစုပေါ်မှာကိုယ်တွေ့တာအပြစ်မရှိဘူးလို့ထင်သလားဘယ်လိုအပြစ်ရှိလို့ဆိုရင်တွေ့ကြလို့ရှိရင်ဘာဖြစ်လို့ဆိုရင်တောကဖြစ်တယ်တောကဆိုတဲ့ဆိုးကျိုးကိုဘယ်သူကယူလာတာလဲဆိုလောဘကယူလာတာဒါအနည်းဆုံးပြစ်နေတွေ့ကြတဲ့နေရာမှန်တယ်ညတောကဆိုတာလာတာပဲတောကဆိုတာကောင်းတဲ့အရာလားဆိုကောင်းစိတ်ကူတဲ့ရဲ့ကြီးတဲ့ပုဂ္ဂိုလ်တွေပုံပြီးတော့ဆိုပြီးမိခင်မိဘတွေသာသမီတွေနဲ့ပတ်သက်လိုက်အချိန်တန်လို့အိမ်ပြန်မရောက်ဘူးဆိုလို့ရှိရင်တမျိုးမျိုးနဲ့အိမ်ပြောဆောင်ဖြစ်အမျိုးမျိုးတွေးတယ်အပြင်ထွက်သွားပြီဆိုရင်ဘာများဖြစ်လာမလို့ကားရှိတဲ့ပုဂ္ဂိုလ်ကလည်းကားမောင်းသမားနဲ့အပြင်ထွက်လိုက်ရပြီဆိုရင်ကားအိမ်ပြန်မရောက်မချင်းတိုက်ညာလာမှာလားမှောက်ညာလာမှာလားနဲ့ကောကရှိမရှိတယ်တောကဖြစ်ပစ္စည်းရှိတဲ့ဆိုတာပစ္စည်းအတွက်ကြောင်းကြသာသမီရှိတဲ့ပုဂ္ဂိုလ်ကသာသမီအတွက်ကြောင်းကြအဲ့ဒါလောဘကပြီးတဲ့
ပြဿနာတွေပေါ့လောဘကပေးတဲ့ problem တွေလေလောဘမရှိဘူးဆိုလို့ရှိရင်ဒါတွေငြိမ်းနေမှာမသိညာအဲ့ဆိုဘုရားဟောတာပိယဒေါသတွေတော့ဖို့ရှင်းရှင်းလေးပဲချစ်ခင်တွေ့တာမှုဒီတောကကိုမွေးဖွားပေးတတ်သည်လူတွေကတော့ကြိုးစားတဲ့ဒီတောကကင်းမိုးရတဲ့ကြိုးစားတယ်တို့တော့တစ်ဖက်ကချစ်ခင်တွေ့တာမှုကြီးတော့မလျှော့ဘူးတောကပဲလျှော့လို့ရမှာနော်အကြောင်းနဲ့အကျိုးကဆက်နေတာအဲ့ဒါဒီပြင်လေးကြက်ကဲဒီလောဘကို control လုပ်ရင်လည်းမလုပ်ဘူးဆိုလို့ရှိရင်ဒီလောဘကဘာဖြစ်လာတော့လို့ဆိုကိုယ်ပစ္စည်းလိုချင်တဲ့လောဘဒီကိုယ်ပစ္စည်းတွေမကဘူးသူများပစ္စည်းကလိုချင်လာပြီဆိုရင်ဟောကြာဆုံးမှုတွေဖြစ်သွားခုံမှုတွေသူများတိုင်းမှုတွေကြာဆုံးမှုကျူးလွန်မှုတွေဟာဟောဒီလေလောဘကြောင့်ဖြစ်တယ်အဲ့တော့လောဘရဲ့အဖြစ်ကဘယ်လောက်ဖြစ်လဲဒါကြောင့်မလို့လောဘကိုပညာရှိတွေကဒီမကောင်းမှုလို့ပြောကြတယ်ဒါလည်းတွေ့ပဲမကောင်းဘူးလောဘမထိနိုင်ဘူးဆိုရင်သူပုဂ္ဂိုလ်ဒီတာမန်လူကောင်းတယောက်ကနေပြီးအကိုလို့သမုတ်ခံရအကိုဆိုတဲ့ဘဝရောက်သွားပြီဓမြဆိုတဲ့ဘဝမှာရောက်သွားပြီဘယ်သူကပေးလိုက်တဲ့နာမည်လဲဆိုရင်လောဘကပေးလိုက်တဲ့နာမည်အကယ်၍သာသူများပစ္စည်းလိုချင်တဲ့လောဘမျိုးမရှိဘူးဆိုရင်သူဒီတကိုးရမြဖြစ်ရနိုင်ဘယ်နည်းမှမရထို့တူပဲမောဟဆိုတဲ့ဘာဝတရားရှိသူကရင်ရင်ကလေးရဲ့မောဟဆိုတာအေးကျွေးဝေးနေတာဘာမှပြဿနာမရှိဘူးလို့ထင်မောဟကကိုပြဿနာရှိတယ်သူလုံးတဲ့နာရဲ့မလုံးတဲ့နာရဲ့သူမသိဘူးမသိတော့ဘာတွေဖြစ်တယ်ဆိုမလုံးတဲ့နာတွေလုံးတယ်လုံးတဲ့နာကြတော့မလုံးတော့အဲ့တော့မလုံးတဲ့နာကိုလုံးလို့ရှိရင်အပြစ်ဖြစ်တယ်လို့ပဲလုံးတဲ့နာကိုမလုံးနိုင်နေလို့ရှိရင်အပြစ်တူတူပဲအဲ့ဒီနှစ်ခုလူတွေကတော့ထင်ကြတယ်အာဒီလူကမလုံးတဲ့နာတွေလုံးတာကိုမလုံးတဲ့နာကိုလုံးနေတာအပြစ်လို့ထင်နေကြတာလုံးတဲ့နာမလုံးလို့ရှိရင်လည်းအပြစ်ပဲဆိုးရုံးနေတာကအတူတူပဲအဲ့ဒါလူကြောင့်ဒီလိုဖြစ်ရတာလို့ဆိုမောဟကြီးဖြစ်မလုံးတဲ့နာကိုလုံးတယ်လုံးတဲ့နာကိုမလုံးဘူးဒီအတွက်ကြောင့်ဆုံးရှုံးနေတာမှုတွေညောင်ရတာဖြစ်လာတယ်ကဲစဉ်းစားကြည့်လိုက်တဲ့အခါကျတော့ဟောဒီလောဘတို့ဒေါသတို့မောဟတို့ဆိုတဲ့လူတွေရဲ့တဏ္ဍာမှာဖြစ်နေတဲ့သဘာဝတရားတွေကကုသိုလ်လားအကုသိုလ်လားလို့ကိုယ်ကိုစမ်းစစ်ကြည့်ကုသိုလ်ဆိုတာကောင်းကျိုးချမ်းသာတွေကိုပေးတဲ့သဘောတရားအကုသိုလ်ဆိုတာမကောင်းကျိုးကိုပေးတဲ့သဘောတရားမကောင်းကျိုးဆိုကိုယ့်ရဲ့တဏ္ဍာမှာ problem တွေဖြစ်စေတရားနဲ့ကြောင့်မတူဘူး problem မျိုးမျိုးတက်စေအဲ့တော့အခြေဆုံးကြည့်လိုက်တဲ့အခါကျတော့ကောင်းကျိုးပေးတယ်မရှိမကောင်းကျိုးတွေပေးတာလောဘကလည်းမကောင်းတဲ့ကျိုးသက်ဆောင်တယ်ဒေါသကလည်းမကောင်းတဲ့ကျိုးသက်ဆောင်တယ်မောဟကလည်းမကောင်းတဲ့ကျိုးသက်ဆောင်တယ်အဲ့ဒါမျိုးအကုသိုလ်အပြစ်ရှိသလားအပြစ်ကင်းသလားလို့ဆိုရင်ဖြစ်ဆိုတာသူများတွေကရှုတ်ချရမလားပြဿနာကိုမဖြစ်စေဘူးလားဖြစ်စေတဲ့တရားတွေရှိတယ်အဲဒါကြောင့်ပြစ်ရှိတယ်ပညာရှိတွေကကဲ့ရဲ့ရှုတ်ချရမယ့်တရားလားပညာရှိတွေကချီးမွမ်းတဲ့တရားလားဆိုတော့တကယ်ပညာရှိတွေကရှုတ်ချတဲ့တရားတွေဒါတွေကမကောင်းဘူးလို့ရှုတ်ချတဲ့တရားတွေရှိတယ်အဲ့ဒီတရားတွေကိုလက်ခံကျင့်သုံးနေတဲ့ပုဂ္ဂိုလ်တယောက်ဒီကောင်းကျိုးချမ်းသာရသလားဆိုရင်မရဘူးဆင်းရဲဒုက္ခတွေရတယ်ဒါလက်တွေ့ကိုယ်ကိုယ်တိုင်စဉ်းကျင်စဉ်းစားလို့ရတယ်ပေါ်မှာဖြေထုတ်ဒီနေရာမှာ tradition နဲ့ဆုံးဖြတ်တာမဟုတ်ဘူးနော်စာပေကျမ်းဂန်နဲ့ဆုံးဖြတ်တာလည်းမဟုတ်ဘူး logic နည်းနဲ့တွေးပြီးပြောတာလည်းမဟုတ်ဘူးလက်တွေ့နည်းနဲ့ပြောတာခုနပြောတဲ့ inference ဆိုတဲ့အနုမာနလည်းမဟုတ်ဘူးကိုကြိုက်လို့ပြောတာလည်းမဟုတ်ဘူးမှတ်သားလိုက်တယ်ဆိုတဲ့အချက်ကြောင့်လည်းမဟုတ်ဘူးဆရာကြီးရဲ့စကားပဲဆိုတာလည်းမဟုတ်ဘူး tradition နဲ့မဆိုင်ဒါကြောင့်အမှန်တရားဆိုတာခုနပြောတဲ့ tradition တွေ
propose အီယာစေဒါတွေလည်းဆုံးဖြတ်ရမယ်ဟာမဟုတ်ဘူးတဲ့ကိုယ်လည်းလက်တွေ့နဲ့ဆုံးဖြတ်ပါမြတ်စွာလောဘဒေါသမောဟဆိုတဲ့ဒီတရားတွေရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဒီမကောင်းတာတွေလုပ်နေတယ်ဘလို့ကအမှန်တမ်းအရေးကြီးတယ်လုပ်တဲ့ဆိုတဲ့ကမှားနေမှုတစ်ခုဖြစ်တယ်ကောင်းတယ်မကောင်းတယ်ဆိုတာနဲ့ပတ်သက်ပြီးအားနဲ့ဆုံးဖြတ်ကောင်းတယ်မကောင်းဘူးဆိုတာကိုကြိုက်တဲ့ကြိုက်တဲ့ဆုံးဖြတ်နေကြကိုကြိုက်ရင်ကောင်းကိုမကြိုက်ရင်မကောင်းဘူးဒီလိုမဟုတ်ဘူးဓမ္မပဒမှာမြတ်စွာဘုရားကစံလေးပေးတယ်မကောင်းဘူးဆိုတာပြောတာတော့မကောင်းဘူးဆိုတာနတ္တံကမ္မံကတံသာတုယံကတ္တဝအနိတ္တပတိယတအတုကိုကောရောဓံဝိပါကံပတိတိမကောင်းတဲ့မှုဆိုတာဘယ်လိုမှယံကတ္တဝအနိတ္တလုတ်ပြီးတဲ့နောက်ကျတော့မှားလိုက်လေခြင်းဆိုပြီးစိတ်ထဲနှလုံးထဲမှာပူလောင်စေတဲ့အလုပ်မျိုးတဲ့မကောင်းဘူးတုတ်ပြန်လာတဲ့အကျိုးတရားကိုခံစားရတဲ့အခါမှာလည်းစိတ်မိတ်ပြီးတော့ငုံငိုယိုယိုနဲ့စိတ်မိတ်ပြီးတော့ခံစားရတဲ့အခါမျိုးဖြစ်ပေါ်စေတယ်အဲ့ဒါမှမကောင်းဘူးလေကောင်းမှုဆိုတာကြတော့ဘယ်လိုဟာတော့တိသကမ္မံကတံသာလူယံကတ္တဝနာလိတ္တလုတ်ပြီးတဲ့နောက်မှာဘာမှမှားလိုက်တာလို့ပူပန်စရာမရှိဘူးတဲ့အဲ့ဒီအလုပ်မျိုးကကောင်းတယ်ယတပတိကြောသူမေသောဝိပါကံပတိတိအကျိုးတရားရောက်လာတဲ့အခါမှာလည်းဝမ်းမြောက်တဲ့တာပျော်ရွှင်စွာခံစားရတဲ့အခါမျိုးဒါကောင်းမှုကောင်းမကောင်းလဲကောင်းမှုနဲ့မကောင်းမှုမြတ်စွာဘုရားကအဲ့ဒါကိုစံထားပြီးတော့ဟောတာကာလမအယုဒ္ဓတွေမြတ်စွာဘုရားကရှိပုဂ္ဂိုလ်ရဲ့လက်တွေ့ဆုံးကြတဲ့ဘယ်သူဟောတာမှန်တယ်ဘယ်သူဟောတာမှားတယ်လို့လုပ်နေတယ်ဒါတွေမစဉ်းစားနဲ့လက်တွေ့နဲ့ဆုံးဖြတ်တယ်တစ်ဖက်ကမြတ်စွာဘုရားဟောတယ်လောဘနဲ့ဆန့်ကျင်မဲ့အာလောဘဒေါသရဲ့ဆန့်ကျင်မဲ့အာဒေါသမောဟရဲ့ဆန့်ကျင်မဲ့အာမောဟအာလောဘဆိုတာ generosity လောဘနဲ့ဆန့်ကျင်မဲ့သဘောတရားဆုံးလွတ်နိုင်တယ်ပေးကမ်းနိုင်တယ်တွေ့တာမှုမရှိဘူးအာလောဘဆိုတဲ့အတွေ့အကြုံကင်းတဲ့သဘောကလေးဖြစ်လာပြီစဉ်းစားကြည့်ပူပန်မှုကရောကြမတွေ့ကြတာနဲ့ဒီတိုင်းနဲ့မပူပန်ဆိုတော့ပစ္စည်းဥစ္စာကိုသိနှမျောတဲ့ပုဂ္ဂိုလ်နှမျောတယ်ဆိုတော့ပုဂ္ဂိုလ်စီလေးကိုစိုးစိုးမဲ့မဲ့နဲ့သိတွေ့တာတဲ့ပုဂ္ဂိုလ်နဲ့ဟိုပစ္စည်းပေါ်မှာအသုံးပြုအောင်လို့သိမတွေ့တာတဲ့ပုဂ္ဂိုလ်အဲ့ဒီနှစ်ခုဟာသူပစ္စည်းကိုအကြောင်းပြုပြီးတော့တောကတွေ့တာတဲ့ပုဂ္ဂိုလ်ကတောကဖြစ်မတွေ့တာတဲ့ပုဂ္ဂိုလ်ကတောကမဖြစ်ဘူးဒီလေးကမှဖြစ်ဘူးသိတွေ့တာလို့ရှိရင်တော့မိခင်တွေထဲမှာလည်းသာသမီတွေပေါ်မှာသိချစ်တဲ့ပုဂ္ဂိုလ်ကအတွေ့အကြုံသိချလို့ရှိရင်တော့ကပို့ချီတချို့မိဘကမှန်တမ်းတော့ပဲသာသမီတွေပေါ်မှာထားတဲ့မိခင်ဖခင်ကသိပြီးတောင်းတာမဖြစ်ဘူးပေါ့သူကသူရဲ့အရွယ်ရောက်ပြီဆိုပြီးတော့ဖြေသိနိုင်တယ်အာလောဘဆိုတဲ့ဒီသဘောတရားမိမိတဏ္ဍာမှာဖြစ်လာတဲ့ကြိုင်နဲ့ကောင်းတာတွေကိုစဉ်းစားတယ်အများကိုကူညီဖို့စဉ်းစားလာတယ်ပါဝန်းကျင်ကိုကူညီဖို့စဉ်းစားလာတယ်ဟောကောင်းတဲ့သဘာဝတရားတွေအရောဂဆိုတာလေးပေါ်လာတာနဲ့ကြိုင်နဲ့မုန်းတိမှုဆိုတာမရှိဘူးအလုံးပေါ်မှာအကျိုးစီးပွားလိုလားတဲ့မေတ္တာဆိုတဲ့ဘောတရားလေးပေါ်လာမုန်းတရားကင်းတဲ့နှလုံးသားပိုင်ရှင်မှာသာဝရငြိမ်းချမ်းတယ်။ဒါကြောင့်မို့လို့မေတ္တာအကျိုး7မျိုးလို့မြတ်စွာဘုရားဟောတာ။နှလုံးသားထဲမှာအမုန်းတရားမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်
စဉ်းစားရငြိမ်းချမ်းနေတဲ့အတွက်ကြောင့်ချမ်းသာအိတ်ဆက်ချမ်းသာနေရလို့အိမ်နဲ့ဆိုးကင်းစောင့်ရင်းမှန်များလူသားလေးဖြစ်နာလေးဖြစ်ရဆိုတဲ့အကျိုးတရားရ။ဘာဖြစ်လို့ရတော့ဆိုသူကအေးစစ်ပြီးပဲလေအပူပင်သိမရှိသူများပေါ်မှာမုန်းတာဒီတာမရှိသည့်အတွက်ကြောင့်သူစိတ်နှလုံးကအေးချမ်းနေတော့အိတ်ဆက်တဲ့ကောင်မှလည်းချမ်းသာတာပဲအိယာနိုးလာတဲ့အမုန်းမရှိသည့်အတွက်ကြောင့်ဘာမှဘယ်သူမှလည်းသူကမမုန်းဆိုတော့သူနှလုံးသားကအမြဲတမ်းအေးချမ်းအိမ်မဆိုးခင်အမုန်းတရားကင်းပြီးတော့ကြီးချင်းအေးမြနေတဲ့နှလုံးသားပိုင်ရှင်စိတ်နှလုံးချောက်ချားွယ်ရာအိမ်မက်တွေဘယ်တော့မှနိုင်မရစားမမဲ့ဆောင်ခြင်းနာများလူသားလေးချစ်နာလေးချစ်မှာပေါ့အမုန်းတရားမရှိတဲ့နှလုံးသားပိုင်ရှင်ရဲ့မျက်နှာစင်သာဝရကြီးပြီးတော့နေတာမုန်းတိမှုရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာကြတော့အဲ့ဒီလိုမဟုတ်ဘူးဘေးကလူကဆိုသိတာမျက်နှာကြည့်လိုက်တာနဲ့ဒါကြောင့်ဘုရားထည့်ပြောတယ်ပေါ့သူလုံးစားစားနေတာကြည့်နိုင်မယ်ဆိုမျက်နှာကကျင်းမာနေတဲ့ပုဂ္ဂိုလ်ကြီးကျတော့ဟုတ်ကဲ့ဘာဝကျင်ကအလုံးလျောက်ကိုပေါင်းတယ်သူဘာဖြစ်လို့သူမျက်နှာကလည်းကျင်းမာနေတာသူနှလုံးသားကလည်းကျင်းနေအေးချမ်းမှုမရှိသည့်အတွက်ကြောင့်ဘယ်သူကမှမပြောနိုင်ဘူးမပြောနိုင်တဲ့အတွက်ကြောင့်သူကဆက်ဆံရေးတွေကြာချစ်ခင်တဲ့ပုဂ္ဂိုလ်တွေနေတာဒါမျိုးကအမြဲတမ်းဆက်ဆံပြီးချိန်ရှားတဲ့ကိစ္စအေးအရောဂဆိုတဲ့သဘာဝတရားဒေါသကိုဖယ်ရှားပြနိုင်ပါပြီအရောဂဆိုတဲ့သဘာဝတရားကလည်းလောဘကိုဖယ်ရှားပြနိုင်လောဘကိုဖယ်ရှားနိုင်လို့ရှိရင်အလောဘထူထောင်ရကိုယ့်ရဲ့စိတ်နဲ့ဒေါသကိုအမုန်းတရားကိုဖယ်ရှားပြခြင်းလို့ရှိရင်လည်းအဒေါသဆိုတဲ့မေတ္တာတရားမိမိရဲ့နှလုံးသားထဲမှာကြီးဆောက်ရကြီးဆောက်ခြင်းဖြင့်သာဖယ်ရှားပြနိုင်ယောဂဖြစ်ရင်ဘာလို့อ่ะထိုယောဂပြောက်တဲ့ဆေးတောက်အောင်ဆေးကလည်းယောဂကိုဖယ်ရှားနိုင်တာတို့တူပဲတဘာဝတရားတွေမှာလည်းအပြန်အလှန်နေရှိတယ်လောဘကိုဖယ်ရှားခြင်းအလောဘကိုကြီးဆောက်ရမယ်သူတို့နှစ်ခုကအလင်းနဲ့အမောင်လိုပဲတူတူမနေဘူးအမောင်ရှိနေအလင်းမရှိဘူးလင်းရှိနေအမောင်ရှိဘူးပြန်ပြီးမဖြစ်နိုင်အလောဘဒီလောဘကိုဖယ်ရှားပြတယ်အဒေါသဆိုတဲ့မေတ္တာတရားဒီဒေါသကိုဖယ်ရှားပြတယ်အမောဟဆိုတဲ့ဉာဏ်ပညာဒီမောဟဖယ်ရှားပြနိုင်တယ်ဆိုတော့ဒီအလောဘအဒေါသအမောဟဆိုတဲ့သဘာဝတရားတွေဟာဒီလိုရဲ့ဉာဏ်နဲ့နှလုံးထဲမှာဖြစ်လာပြီဆိုရင်ကောင်းကျိုးချမ်းသာတွေဖြစ်ပေါ်တယ်အမောဟအတိတ်ကဉာဏ်ပညာသောတာရမှာအမောဟကနေမောဟကိုဖယ်ရှားပြလိုက်ရင်သူပုဂ္ဂိုလ်ဒီလုံးတဲ့မလုံးတဲ့ရှင်းရှင်းကြီးမြင်လာမြင်ပြီးအတွက်ကြောင့်မလုံးတဲ့တာကိုသူရှောင်တဲ့လုံးတဲ့တာကိုလုံးတဲ့လုံးတဲ့တာလုံးသည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာတွေရတယ်မလုံးတဲ့တာကိုမလုံးသည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာတွေရတယ်။ဒါအမောဟရဲ့ဆင်းရဲဒါကြောင့်မို့လို့အလောဘအရောဂအမောဟဆိုတဲ့ဒီသဘာဝတရားတွေဟာဆိုးကျိုးကိုပေးတတ်တဲ့အကုသိုလ်လားကောင်းကျိုးကိုဖြစ်ပေါ်စေတတ်တဲ့ကုသိုလ်လားလို့ဆိုတော့ကိုယ့်ဘာကိုစဉ်းစားကြည့်တာပညာရှိတွေကဲ့ရဲ့တဲ့တရားလားချီးမွမ်းတဲ့တရားလားဆိုလူတွေကချီးမွမ်းတဲ့တရားပဲပညာရှိတွေချီးမွမ်းတဲ့တရားပဲလက်တွေ့လက်ခံကျင့်သုံးလိုက်မယ်ဆိုရင်ကောင်းကျိုးချမ်းသာတွေရစေနိုင်တဲ့တရားတွေပဲဆိုတော့အဲ့ဒီသုံးဖြတ်ချက်ပြီး tradition နဲ့လည်းမဆိုင်ဘူး PRC ဆိုတဲ့သင်ညာစကားနဲ့မဆိုင်ဘူး Paramara ဆိုတဲ့ tradition နဲ့လည်းမဆိုင်ဘူး ETPR ဆိုတဲ့ report နဲ့လည်းမဆိုင်ဘူးပိဋကသံပဒါနလို့ခေါ်တဲ့စာပေကျမ်းဂန်နဲ့လည်းဆိုင်တာမဟုတ်ဘူးစာရဲပါလို့ဆိုတာနဲ့လည်းမဟုတ်ဘူးlogic နည်းနဲ့စဉ်းစားဆင်ခြင်တာလည်းမဟုတ်ဘူးအနုမာနနည်းနဲ့စဉ်းစားဆင်ခြင်တာလည်းမဟုတ်ဘူးအကြောင်းကျိုးဆင်ခြင်ပြီးတော့အကြောင်းပြတာလည်းမဟုတ်ဘူးတကယ်ကိုသဘာဝကိုကကိုယ်ပိုင်ဉာဏ်နဲ့သိနိုင်တဲ့သိတာတဲ့အချက်အကြီးပဲဖြစ်ပါလေ
အဲ့ဒါပြောကြတယ်မြတ်စွာဘုရားဒီကာလမယောကသူတွေကာလမဧသဗုဒ္ဓယောကသူတွေကာလမမျိုးသားတွေတန်တရားဖြစ်နေတာကိုယ့်ဟာကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြတ်ပြီးလောက်ရမှာပါလဲလို့ဆိုရင်မကောင်းဘူးလို့သိရင်ဆုံးဖြတ်ကောင်းတယ်လို့သိရင်လက်ခံခြင်းတော့ဘုရားနဲ့လုပ်တယ်ရသော်ဘုရားကရွေးချယ်ရမယ့်လမ်းလေးကိုကာလမအမျိုးသားတွေကိုလမ်းညွှန်ချက်ပေးအမှန်တရားကိုရှာတဲ့အခါမှာဒီအစေဆိုတဲ့စကားစကားနဲ့လည်းမရှာနဲ့ tradition ဆိုတာလည်းမရှာနဲ့သာပိကျမ်းနဲ့လည်းမရှာနဲ့ကိုယ်ပိုင်ဉာဏ်နဲ့ရှာဒါမြတ်စွာဘုရားလမ်းညွှန်တယ်ဆရာစကားဆိုပြီးတော့လည်းလက်ခံမထားကိုယ်ပိုင်ဉာဏ်နဲ့ရှာလိုက်လို့အဖြေထွက်လာနိုင်တယ်အဖြေကဘာထွက်တုံးဆိုရင်မကောင်းဘူးလို့ဖြေထွက်ရင်ချက်ချင်းဆုံးယောဂလူတွေကအဲ့လိုမဟုတ်ဘူးလေမကောင်းမှန်းတော့သိတာပဲဒါလေးကတို့ရဲ့ tradition နဲ့ဟောစွမ်းနိုင်ဘူးဘုရားမြတ်ဒါတို့ tradition အစင်ပါယုံကြည်ချက်ကြီးဒါတော့စာလဲပါလားဒါလေးကတော့ယုတ်တိရှိတာပဲကြောင်းကျိုးညီညွတ်တာပဲဆိုပြီးတော့လက်ခံတာအဲ့တော့ဗျာအဲ့လိုမဟုတ်ဘူးမမှန်ဘူးမကောင်းဘူးလို့သိလိုက်တာလည်းတကယ်နဲ့ဆွတ်လိုက်ပါအေးကောင်းတယ်လို့သိလို့ရှိရင်လက်ခံချက်တော့မှနောက်နေ့ချမ်းသာနေပါမယ်ဟောလူတွေကတော့အဲ့လိုမဟုတ်ဘူးကောင်းမှန်းမသိဘူးကောင်းမှန်းမသိရှင်းတော့ကျတော့လက်တော့မြတ်စွာဘုရားလမ်းညွှန်ချက်ကအမှန်တရားကိုရှာဝေပြီးတွေ့လာလို့ရှိရင်မှန်မှန်သိရင်ချက်ချင်းဆုံးမှန်မှန်သိရင်ချက်ချင်းလက်ခံကျင့်တော်လို့အဲလူတရားအတွက်ကိုယ်တည်းဦးဒီအတွက်ဒါလုံလောက်နေသို့တော်မြတ်စွာဘုရားကာလမတုံမှာဆက်ဟောတယ်လူဆိုတာတဲ့တယောက်တည်းနေတာမဟုတ်နယ်လုံးမိသားစုနဲ့နေဆုဆိုင်ပြီးရှိကိုယ်မိသားစုရှိတယ်လို့ပါဝင်ခြင်းကဆွေမျိုးသားချင်းတွေရှိတယ်မိတ်ဆွေသင်္ကားရှိအပေါင်းအသင်းနဲ့နေတာရက်တော့ချက်အပေါင်းအသင်းနဲ့နေတဲ့အခါကျတော့ဘယ်လိုနေရမလဲဆိုတဲ့လမ်းညွှန်ချက်ကိုမြတ်စွာဘုရားဒီတုတ်တန်မှာဆက်ပြီးဘယ်လိုနေရမလဲလို့ဆိုရင်အပေါင်းအသင်းနဲ့မှနေလို့ရှိရင်လူတွေကြားထဲမှာနေအမုန်းတရားကိုဖယ်ရှားပြပြီးကိုယ် society member တွေရဲ့ကောင်းကျိုးချမ်းသာကိုလိုလားတဲ့ဆရာအများကောင်းကျိုးကိုမှဆောင်ရွက်နေဆိုတဲ့စိတ်လေးကိုရအောင်အဲ့ဒါကိုမေတ္တာလို့ခေါ်အဲ့ဒီမေတ္တာတရားနဲ့ society မှာနေပါအဲ့ဒီလိုမေတ္တာတရားနဲ့နေတဲ့အချိန်မှာဒုက္ခရောက်လာတဲ့ပုဂ္ဂိုလ်တွေလည်းတွေ့လာတယ်ဒုက္ခရောက်လာတဲ့ပုဂ္ဂိုလ်ကြအဲ့ဒီဒုက္ခကလွတ်ရလွတ်ကြောင်းဝိုင်းဝန်းကူညီဖြေရှင်းပေးပါကရုဏာနဲ့society ထဲမှာတချို့ကအောင်မြင်ကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေရှိအဲ့လိုအောင်မြင်ကြီးပွားလာတဲ့ပုဂ္ဂိုလ်တွေကြဝမ်းမြောက်လိုက်ပါတဲ့ appreciate it try သဘောပေါက်ပြီးဝမ်းမြောက်ဝမ်းသာဖြစ်ပါမဖြစ်ရင်ပါဖြစ်ခြေလာဖြစ်ဖြစ်မနာလိုဝန်လိုမှုတွေဖြစ်တာမေတ္တာမထားနိုင်ဘူးဆိုလို့ရှိရင်အမုန်းတရားတွေကိုယ့်ရဲ့နှလုံးသားထဲမှာရောက်လာတာနဲ့တရားနဲ့အကျဉ်းသားတရားဆိုတာမလာတော့ဘူးကြီးပွားလာတဲ့ပုဂ္ဂိုလ်နဲ့တွေ့လည်းပဲဝမ်းသာမှုဆိုတာမဖြစ်ဘူးမဖြစ်ရင်စီလုံးညီညွတ်ရေးဆိုတာဘယ်လိုမှမရနိုင်ဒီကနေ့ကမ္ဘာလောကလူတွေမှာမေတ္တာကရုဏာမုဒိတာဒီတရားတွေမပွားများပဲနဲ့ကမ္ဘာကြီးငြိမ်းချမ်းရေးကိုရှားနေဘယ်တော့မှမတွေ့နိုင်ဘူးကမ္ဘာငြိမ်းချမ်းရေးမပြောနဲ့မိသားစုတွေတော့ငြိမ်းချမ်းရေးမတွေ့နိုင်ဒီတရားမပါဘူးဒီတရားပါမှသာနဲ့စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာရနိုင်တယ်ကိုယ်ကိုယ်တိုင်းကိုကပထမငြိမ်းချမ်းကိုယ်ကိုယ်တိုင်းငြိမ်းချမ်းခြင်းပါလို့ဆိုရင်ပါဝင်ခြင်းကပုဂ္ဂိုလ်ရဲ့အကျိုးကိုလိုလားပါမေတ္တာဆင်းရဲဒုက္ခရောက်လာတဲ့ပုဂ္ဂိုလ်ကိုကူညီပါကရုဏာ
ချမ်းသာလာတဲ့ပုဂ္ဂိုလ်ဝမ်းမြောက်ဝမ်းသာဖြစ်ပါဥဒိတာကဲဒီလောကဆိုချမ်းသာတာလည်းသူ့တန်နဲ့သူပဲဆင်းရဲတာလည်းသူ့တန်နဲ့သူပဲစိတ်လှုပ်ရှားမှုကင်းကင်းနဲ့အေးအေးချမ်းချမ်းနေခြင်းနဲ့ဆိုရင်တော့ဥပိ္ပခာဥပိ္ပခာရဲ့သဘောတရားကညမသူမျိုးတွေမှာဥပိ္ပခာကိုသိတဲ့ဆောင်ွယ်နေသူကသိပြီးပေါ်ပြတယ်မေတ္တာလည်းအစပါပဲကရုဏာလည်းသာပဲမုဒိတာလည်းသာဥပိ္ပခာဆိုတဲ့သဘောတရားကလူဆိုတာသူကံနဲ့ဖြစ်တာဆဲသွားရင်လည်းငါဆဲရမလားလို့စိတ်မဆိုးဥပိ္ပခာမှာလာရောက်ပြီးတော့ချီးမွမ်းပြီးတော့အကူကြီးပေးတယ်။အော်ဒီကောင်ကတော်တယ်ငါ့ဘုံမှာချီးမွမ်းပေါ်ရတယ်။ငါ့ကိုကူကြီးပေါ်ရတယ်ဆိုပြီးတော့လည်းဝမ်းသာ။ဆိုလိုတာကစိတ်ကအလွန်ကြည်ငြိမ်တဲ့ပုဂ္ဂိုလ်အနေအထားမျိုးကိုဥပိ္ပခာလို့ခေါ်တယ်။စိတ်ကဒါကြည်ငြိမ်စိတ်ဓာတ်သာကြည်ငြိမ်တာလုံးရရှိတာတော့လုံးနေ။ဆိုပါတော့တတော်ဟာအကူကြီးလိုနေတရားကဆဲပြီးတော့ခိုင်းစိတ်ဆိုးလုပ်ပြီးတရားကချော့ပြီးတော့ခိုင်းဝမ်းသာလုပ်ပြီးအဲ့ဒါဥပိ္ပခာဝမ်းသာတယ်လို့စိတ်ဆိုးနေတယ်လို့ဆိုတာကစိတ်က balance မရှိတော့တည်ငြိမ်မှုမရှိတည်ငြိမ်မှုမရှိတဲ့သဘောကိုပြဥပိ္ပခာမှာတည်ငြိမ်မှုမရှိဘူးဆိုတာမရှိဒါကြောင့်ဥပိ္ပခာကိုဘာသာပြန်တဲ့အခါequanimity လို့ပြန် calmness mental calmness စိတ်ဓာတ်တည်ငြိမ်နေစိတ်ဓာတ်တည်ငြိမ်နေတာကအခုမြန်မာတွေကဘယ်လိုလေးပဲကောက်လဲဆိုလို့ရှိရင်ဥပိ္ပခာဆိုတာအေးကိုလည်းမတည့်တဲ့လူဒီကောင်မခေါ်မပြောနေလိုက်ဥပိ္ပခာဥပိ္ပခာခေါ်ပြောသူစကားပြောဘာမှမလုပ်တဲ့ဥပိ္ပခာဒီလိုဟုတ်အဲ့ဒီဥပိ္ပခာတမျိုးအဲ့ဒီပေါ်မြတ်တဲ့ဟာဟုတ်မောမြတ်တဲ့ဥပိ္ပခာဆိုတာသူလုံးတာကိုခရီးဆိုင်ပြီးတော့မနေဘူးလုံးတဲ့နာလုံးဓမ္မတကယ်ပြီးဆဲလည်းခရီးဆိုင်ပြီးလုံးတဲ့နာလုံးနော်ချီးမွမ်းနေရင်လည်းခရီးဆိုင်ပြီးလုံးတဲ့နာလုံးလုံးတဲ့နာကိုလုံးပြီးစိတ်ဓာတ်ကတော့တည်တည်ငြိမ်ငြိမ်ထားအဲ့ဒါမှတကယ်ဥပိ္ပခာလုံးတဲ့နာလုံးဆိုလိုတာကဥပိ္ပခာဒီတတ္တဝါတွေကိုလိတိရှုတာမဟုတ်ဘူးပုဂ္ဂိုလ်ကိုလိတိရှုတာမဟုတ်ဘူးတဲ့ပုဂ္ဂိုလ်လုံးတဲ့အပြုအမူကိုလိတိရှုတယ်ဒီပြောနေတာတွေပြောလို့စီဒီမဆိုင်ဘူးငါလုံးတဲ့နာငါလုံးပါအဲ့ဒါမှဖြစ်တယ်ရသော်ဘုရားရှင်ကိုရောမြတ်ကကြည့်နေဝေဒကေဒေဝတ္တတိသသောရိအင်္ဂုလိမာမေဝတ္တကေဒေဝတ္တရသော်ဘုရားကိုတတ်ဖို့ကြိုးစားတဲ့ဒေဝတ္တသောရိအင်္ဂုလိမာနေပြီးနောက်ကဓာကြီးနဲ့ခုတ်လို့လိုက်တဲ့အင်္ဂုလိမာဓနပါလာဆိုတဲ့နာလာဂီရိစင်ကြီးထိုးတာလို့လာတဲ့နာလာဂီရိစင်ကြီးရာဟုလာသားတော်အဲ့ဒီ၄ယောက်ပေါ်မှာစိတ်ဓာတ်အတူညီအောင်ထားနေတယ်ဒီစဉ်းစားလို့ရှိဘုန်းကြီးတို့တွေထားနိုင်မှာအားလည်းတဏှီတွေကိုစိတ်ထားနိုင်တယ်အဲ့ဒါဥပိ္ပခာခွဲခြားပြီးတော့မမြင်တော့ဘူးတတ်ဖို့ဓာချမ်းပြီးတော့လိုက်နေတဲ့ဒီဒီမာမာနဲ့သားတော်ရာဟုတ်လားခွဲခြားပြီးမမြင်ဘူးတူတူပဲထားနေစိတ်ဓာတ်ကြည်ငြိမ်ဘာဖြစ်လို့မြတ်စွာဘုရားစိတ်ဓာတ်ကြည်ငြိမ်လို့ဆိုဘုရားကလောဘမှာမရှိတာဒေါသမှာမရှိတာဘယ်လိုက်တယ်ဆိုတာလောဘလို့ဒေါသလို့ပဲလိုက်တာလောဘဒေါသမောဟကပဲလိုက်တာလောဘဆိုရင်ပဲလိုက်ပြီးသံဃာကတိဒေါသဆိုရင်လည်းပဲလိုက်ပြီးဒေါသကတိအမှန်တည်းရင်လည်းပဲလိုက်တယ်မောဟကတိကြောက်လို့ပဲလိုက်တယ်ဒေါသကတိပဲရကတိဟောအဂတိ၄ပါးဆိုဒီမှာလောဘဒေါသမငြင်းတဲ့ပုဂ္ဂိုလ်တွေမှာ
လောဘဒေါသရိပ်နိုင်မှုလို့ဆိုလောဘဒေါသကင်းတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ကငြိမ်နေဘယ်လားဖြစ်နေဒီကောနေကြီးအမြဲတမ်းတိမှတ်တည်ငြိမ်နေတာဟိုဘက်ဆုံးဒီဘက်ဆုံးလှုပ်ရှားခြင်းနဲ့မရှိဘူးတိမှတ်တည်ငြိမ်သွားတာအဲ့ဒီလိုဖြစ်အောင်မေတ္တာကရုဏာမုဒိတာဆိုတဲ့တရားတွေပွားများပြီးတဲ့အဖြစ်အမြင်ဆုံးဖြစ်တဲ့ဥပိ္ပခတရားပွားရအဲ့ဒီလိုဥပိ္ပခတရားပွားလိုက်ပြီဆိုရင်ဒီပုဂ္ဂိုလ်ကတကယ်သူတော်စင်ဖြစ်သွားအလွန်မြင့်မြတ်သွားပြီစိတ်တွေမေတ္တာဆိုတဲ့နှလုံးသားကလည်းစိတ်လှုပ်ရှားမှုရှိမငြိမ်ဘူးသူကအကျိုးစီးပွားတွေတတ်တော်တွေချမ်းသာကြပါစေဆိုတဲ့သူကလှုပ်ရှားမှုတွေရှိကရုဏာနဲ့သနာတဲ့စိတ်ဆိုတော့စိတ်လှုပ်ရှားမှုတွေတခုမုဒိတာကလည်းဝမ်းသာတာဆိုစိတ်လှုပ်ရှားမှုတွေတခုငြိမ်းတာမဟုတ်ဘူးအဲ့ဒါတွေကသိချာစဉ်းစားကြည့်ပေါ်ကိုယ်စိတ်လေးကိုဝမ်းသာနေတာနဲ့စိတ်ဒီသနာနေတဲ့စိတ်ရဲ့ဝမ်းသာနေတဲ့စိတ်ရဲ့ဖြစ်တဲ့အခါမှာဘယ်လိုနေစိတ်ငြိမ်းချမ်းမှုရှိလှုပ်ရှားမှုတွေပါ emotion တွေရှိဥပိ္ပခာကြတော့ emotion ဆိုတာလုံးဝမရှိတော့ဘူးဘယ်နဲ့ဖြစ်နေငြိမ်းနေအဲ့လိုငြိမ်းနေတာပို့ပြီးတော့ဆင်တန်းနေတယ် society မှာနေတဲ့အခါမှာအဲ့လိုမေတ္တာကရုဏာမုဒိတာဥပိ္ပခာနဲ့နေပါမြတ်စွာဘုရားရွေးချယ်ရတဲ့နာမည်ကိုဒါဘယ်တရားဘယ်ဘာသာလို့ပြောတာမဟုတ်ဘူးလူတိုင်းကျင့်သုံးနိုင်တရားကြီးရှိတယ်နော်မှန်ပါဗျာကဲနောက်တစ်ခုမြတ်စွာဘုရားဟောတဲ့နေရာမှာခုနကအမှန်တရားကိုရှာဖွေပြီးပေးတယ်ကိုယ်ပိုင်ဉာဏ်နဲ့ရှာလို့အဖြေတွေ့တယ်မကောင်းဘူးလို့ဖြေသေးရင်ပဲကောင်းတယ်လို့ဖြေသေးရင်ကျင့်သုံးဆိုတဲ့ဒီမှာနေတဲ့အခါမှာမေတ္တာကရုဏာမုဒိတာဥပိ္ပခာနဲ့နေဟောဘဝကိုယ်ဘဝဒီလျှောက်ဖို့ရတယ်ငါလုံတော့လူပြောက်ပဲလုံတော့ဒါပေမဲ့ပြဿနာလေးတစ်ခုကကျန်နေတယ်မဖြေရှင်းနိုင်တဲ့ပြဿနာကျန်နေဘာကျန်နေလို့အဲဘုန်းကြီးတို့တွေစဉ်းစားကြည့်နာမဝါဆိုတာဘယ်ဖြစ်အောင်မှာဒီလိုလည်းကြတယ်သိပ္ပံရောလည်းပြကြရနာမဝါဆိုရှိတယ်မရှိတချို့ကမရှိဘူးဟောတယ်တချို့ရှိတယ်ပေါ့ဘာသာတရားတွေမှာနော်တချို့ဘာသာနာမဝါရှိတယ်တချို့ဘာသာနာမဝါမရှိဘူးကဲရှိတယ်မရှိဘူးကိုလည်းသိကြတယ်ဘာလို့လဲကဲတချို့ဘာသာပြောတဲ့အကုသိုလ်ကိုလုပ်ထားတဲ့အကုသိုလ်တွေကကိုခံရမယ်လို့ပြောဒီတချို့ဘာသာကြတော့ကိုခံကြမလို့ထာဝရဘုရားရှိခိုးထောက်ပြီးတော့တောင်းပန်နိုင်လို့ရှိရင်အကုသိုလ်တွေကဆန်းဆိုတာတွေအကုန်လုံးတော့အဲ့ဒါလို့ကွဲလွဲချက်တွေရှိနေပြီပဲကြာမိမိတို့ကိုယ်ပိုင်ဉာဏ်နဲ့ခုနကလောဘဒေါသမောဟအလောဘအဒေါသအမောဟကိုတွေးတော်ဆင်ခြင်လို့ဆင်ခြင်သုံးသပ်လို့ရတဲ့အဖြေကိုရနိုင်ပါမလားရနိုင်နော်ဒီလိုဘဝနောက်ဘဝကိုလွတ်ပြီးတော့ဖြေရှာနောက်ဘဝဖြေဖို့မှလည်းမဖြစ်ဘူးကိုလုပ်ရတဲ့အကုသိုလ်တွေအကျိုးခံရအောင်မှလည်းမခံဘူးလားအကုသိုလ်တွေကအကျိုးပေးတယ်လားမပေးဘူးလားဆိုတာဒီနဲ့တတ်တယ်လားအဖြေမထုတ်နိုင်ဘူးလေအဲ့ဒီလိုအဖြေမထုတ်နိုင်တဲ့အခါမှာမြတ်စွာဘုရားတေချာတာလို့ဆိုပြီးမှအဖြေမထုတ်နိုင်တဲ့အခါကျတော့တေချာတဲ့လမ်းကိုရွေးခိုင်းတာဘယ်လိုရွေးမလို့ကဲကောင်းပြီငါဒီဘဝလူတော်လူကောင်းဖြစ်အောင်နေလိုက်လူတော်လူကောင်းဆိုတဲ့စံနဲ့ကတ်ဒီဘဝလူတော်လူကောင်းဖြစ်အောင်နေလိုက်လူတော်လူကောင်းဖြစ်အောင်နေလိုက်လို့ရှိရင်နောက်ဘဝရှိတယ်ဆိုရင်လည်းပဲ okay ပဲနောက်ဘဝငါကောင်းတဲ့ဘဝရောက်နောက်ဘဝမရှိဘူးဆိုလည်း okay ပဲဘာလို့လူကောင်းအောင်ဖြစ်သွားအဲ့ဒါတစ်လုံးမကောင်းဘူးလားဒီဘဝမှာကိုယ့်ကိုလူတော်လူကောင်းဖြစ်အောင်လုပ်ခြင်းဖြစ်နောက်ဘဝရှိရင်လည်းကောင်းတဲ့ဘဝရောက်ဖို့တည်ကြတယ်နောက်ဘဝမရှိဘူးဆိုတဲ့အခါဒီဘဝလူကောင်းတယ်ဟောတစ်ဖက်ကောင်းတဲ့ညီလူတွေကဲအကုသိုလ်တွေတချို့ကအကျိုးပေးတယ်လို့ပြောတယ်တချို့ကလည်းconfession လုပ်လိုက်ရင်အကုသိုလ်ကအကျိုးမပေးဘူးလို့ပြောတယ်လေဟာကမှန်တယ်ကိုဆုံးဖြတ်တယ်မဆုံးဖြတ်နိုင်လို့ရှိရင်သိကြတာတော့အကုသိုလ်ဘယ်လိုပဲနေလိုက်ပေါ့
ဟုတ်တယ်သူကပဲသူများတဲ့တတ်လို့ရှိရင်မဲစီတယောက်ကမကြည့်ဘူးပြောတယ်ဆိုကဲမတတ်ဘဲနေလိုက်တော့မတတ်ဘဲနေလိုက်တော့အားဖြင့်ပုဂ္ဂိုလ်ကဒီဘဝမှာလည်းချမ်းသာတာနေရတယ်အကုသိုလ်ကအကျိုးပေးတယ်ဆိုရင်လည်းကိုယ်ကမတတ်သည့်အတွက်ကြောင့်အကျိုးပေးတယ်မရှိဘူးဒီအကုသိုလ်ဆိုတာမရှိပါဘူးလို့ပြောတဲ့ပုဂ္ဂိုလ်ရတယ်ကိုယ်ကလုံးဝမလုပ်တာတော့မလုပ်ချင်းကြောင့်လည်းကိုယ်မှမရှိဘူးအကျိုးမပေးခြင်းကြောင့်လည်းကိုယ်မှမရှိဘူးဟောနှစ်ဖက်နာလန်းကောင်းပါဟုတ်တယ်အကုသိုလ်ကိုကိုယ်ကိုယ်တိုင်ကလောက်မှမလုပ်သည့်အတွက်ကြောင့်အကုသိုလ်ကအကျိုးပေးတယ်ဆိုလို့ရှိရင်ကိုယ်ကမလုပ်သည့်အတွက်ကြောင့်အကျိုးပေးပါဘူးဒီတချို့ပုဂ္ဂိုလ်တွေအကုသိုလ်ကအကျိုးမပေးပါဘူးအကုသိုလ်ဆိုတာမရှိဘူးဆိုလို့ရှိရင်အကုသိုလ်မရှိဘူးဆိုရင်ပုံမှန်ကြတာပေါ့ကိုယ်ကိုယ်တိုင်လည်းလုပ်လည်းမလုပ်ဘူးမရှိလည်းမရှိဘူးဆိုတစ်ခါတော့မကောင်းဘူးလားအဲ့ဒါကာလမတ္တမှာမြတ်စွာဘုရားဘဝခရီးမှာရွေးချယ်ရတယ်မြတ်စွာဘုရားကငါတရားကောင်းတယ်လို့မဟုတ်ဘူးဘဝခရီးလျှောက်တဲ့အခါမှာသံတရားဖြစ်เสียကြုံလို့ရှိရင်ဒီလမ်းကနေရွေးချယ်ပြီးတော့ရှားအောင်လုပ်ဖြစ်တယ်အဲ့တော့ဘဝမှာငါဆလို့စအောင်ဖြစ်နေတယ်မလို့ဘူးအခုမြတ်စွာဘုရားခင်းပြီးတော့ပြီးပါဩဝါဒလမ်းကြောင်းတိုင်းရှောက်လို့ရှိရင်ဒီတို့ကငရဲကြီးတယ်လားငရဲမကြီးဘူးလားငါလောက်ကောင်းမလားမလောက်ကောင်းဘူးလားမေးတယ်ငါမှမလုပ်တော့ဟုတ်ကဲ့လောက်ကောင်းမလားမလောက်ကောင်းဘူးလားနဲ့မေးတယ်လေငါမှမလုပ်ဘူးအပြစ်ဖြစ်တာဆိုရင်မလောက်ကောင်းမလုပ်ရဘူးသိပြီလောဘဒေါသမောဟနဲ့ဆိုရင်ကောင်းအလောဘအဒေါသအမောဟနဲ့ဆိုရင်ကောင်းတယ်လောက်ကောင်းလောက်ကောင်းအဲ့ဒီနဲ့သူရှိပြီသဘာဝပဲမြတ်စွာဘုရားဟောတာသဘာဝကိုဟောတာမိဆိုတာတော့လည်းနေပေါင်း1500လဲပူတာပဲဒီကနေ့လည်းပူတာပဲနောက်လည်းပူအောင်ပါပဲဘယ်သူတိုင်တိုင်ကြီးကတော့မှာပဲပူစေမှာပဲမြတ်စွာဘုရားဟောတဲ့ဓမ္မဆိုတာ natural law the law of nature ဘယ်သူမှပြောင်းလဲပြလို့မရတဲ့သဘာဝတရားကြီးကိုမြတ်စွာဘုရားਇਸ ကာလဘုရားကတွေ့ဒီတရားဘုရားကခံတဲ့နာဘောရမမြတ်စွာဘုရားဗုဒ္ဓအနေနဲ့ခံတဲ့နာတခုမှမရှိဘူးသဘာဝတရားကိုသိမြင်တာတွေ့ရှိတာအဖြစ်တွေ့ရှိတာသဘာဝတရားကိုသိအဲ့ဒီတွေ့ရှိချက်တရားဘုန်းကြီးတို့တွေနိုင်အောင်ရှင်းလို့ဆိုပြီးတော့ကာလမတော့မြတ်စွာဘုရားကဟောကြားတာဖြစ်ပါတယ်အဲ့ဒီမြတ်စွာဘုရားဟောကြားတဲ့သုတ်တံကိုပဲရှင်းလင်းပြီးတော့ညမှာလို့ဘဝခရီးမှာရွေးချယ်ရမယ်လမ်းလို့အမည်ပေးပြီးတော့ဟောတဲ့တရားဒီနေရာမှာပဲဒီဆုံးဖြစ်ပါတယ်။ဒါကြောင့်မို့မြတ်စွာဘုရားရွေးချယ်ပေးတဲ့လမ်းကနေလျှောက်ပြီးတော့ငြိမ်းချမ်းသာယာတဲ့နောက်ဆုံးမှာအေးချမ်းဆုံးဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုယ်စီကိုယ်မှမြင်မောမှုနိုင်ကြပါစေကုန်သတည်း။